တော့ကြာနေမှာမွေးနေသူတွေကနူးညံ့တင်ငွေပြီးအချစ်နဲ့နှွေးထွေးမှုကိုတံပိုးထားတဲ့သူတွေပါပဝင်းစင်ကလူတွေပျော်ရွှင်နေဖို့ကိုတာဝန်တစ်ခုလိုခန်းစားတတ်တဲ့ထိုက်ဖြစ်ပါတယ်သူတို့ဟာစကားပြောချိုတာပြီးလူတွေနဲ့လိုက်လောညီထွေးနေနိုင်ပါတယ်ဘယ်နေရာမှာမဆိုလူတွေကိုအဆင်ပြေအောင်ညီနိုင်ပေးတတ်တဲ့သူတွေပါအပြင်းမှန်းမှကြည့်ရင်အေးချမ်းပြီးသဘောကောင်းတယ်လို့မြင်ရပေမဲ့အတွင်းစိတ်မှာတော့အာယုံခံစားမှုအယမ်းနှိုးညံ့ပါတယ်တယောက်ယောက်စိတ်မကောင်းချင်နေတာကိုလင်းပြန်စွာသိနိုင်တဲ့နှလုံးသားရှိပါတယ်တောက်ကြသားသမီးတွေရဲ့အားသာချက်တွေကသဘောကောင်းမှုဂရုစိုက်တတ်မှုလူတွေနဲ့ဆက်ဆံရေးကောင်းခြင်းပါသူတို့ဟာပေးတတ်တဲ့သူတွေဖြစ်ပြီးကိုယ့်အချိန်နဲ့စိတ်အားကိုအခြားသူတွေကိုမကန့်သက်ပဲပေးတတ်ပါတယ်ဒါပေမဲ့စိတ်နူးညံ့လွန်းတာကြောင့်အခြားသူတွေရဲ့စကားတွေကိုအလွန်အကျွင်းစိတ်ထဲယူမိတတ်ပါတယ်တခါတလေကိုယ့်စိတ်ကိုမထုတ်ပြပဲတိတ်တိတ်ခံနေတတ်ပါတယ်အချစ်ရေးမှာတော့နှွေးထွေးမှုနဲ့ဂရုစိုက်မှုကိုအယမ်းတန်ဖိုးထားပြီးချစ်ပြီးဆိုရင်နှလုံးသားအပြည့်နဲ့ပေးတတ်တဲ့သူတွေပါစကားထက်လုပ်ရတဲ့အချစ်ကိုပြသတတ်တဲ့သူတွေပါတောက်ကြသားသမီးတယောက်ကိုဘဝထဲမှာရှိနေရင်နားလည်ပေးနိုင်တဲ့နှလုံးသားတစ်ခုပျော်ရွှင်မှုကိုဖန်တီးပေးမဲ့လူတယောက်တင်ပေးမှအမြဲရှိနေသလိုပါပဲတောက်ကြသားသမီးဆိုရင် comment မှာမှတ်ထည့်ပေးနော်နောက်ထပ်ဗီဒီယိုအသစ်လေးကိုလက်မလွတ်အောင် like and follow လုပ်ထားခဲ့ဦးနော်